တတိတစ်ချက်မပြုတ်ခဲ့မိတာကြောင့်ဆူဆူရွားတည်ဆုံးခဲ့ရတဲ့လူများပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်။ Knowledge Sharing Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာလည်းပရိသတ်တို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျမတို့တင်ဆက်ပေးတဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ Channel လေးကို Like and Subscribe လေးလုပ်ပေးအားပေးသွားကြပါဦးနော်။ဒါဆိုရင်တော့စလိုက်ကြရအောင်။နံပါတ်1 Engine Trouble 1990ခုနှစ်မှာဩစတြေးလျပြည်နယ်တစ်ခုမှာရှိတဲ့တကူတယောက်ကထရက်ကားတစ်စီးရဲ့အင်ဂျင်ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။သူကကားအောက်ကိုဝင်သွားခဲ့ပြီးမူလီတွေကိုဖြုတ်ခဲ့ပါတယ်။ဒီလိုသတိမထားမိတာကအင်ဂျင်ကသူ့ကောင်းတဲ့မှာရှိနေရဆိုတာပါပဲ။ဒါအပြင်သူကကဘာမြေရဲ့ဆွဲအားကြောင့်လည်းနားလည်ဖို့မပေါ်ဘူးထင်ပါတယ်နော်မူလီရဲ့အကုန်ဖြုတ်ပြီးတဲ့အချိန်မှာတော့အဲ့လိုလေတည်ဆုံးသွားခဲ့ရပါတော့တယ်တခုပဲမဲ့ငါသုံးငါအတခုပေါ့လေနံပါတ်2 What's inside တာမန်ပြည်နယ်မှာရှိတဲ့လူတအူးဟာလက်ပစ်ပုံတစ်လုံးကိုရှောက်ဖွေသိရှိခဲ့ပါတယ်။ထိုလူကလက်ပစ်ပုံအတွင်းဘာရှိမလဲလို့သိချင်တာကြောင့်စူးစမ်းလေ့လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလူကလက်ပစ်ပုံကိုတစ်သားဖြတ်ဆက်နဲ့ဖြတ်ခဲ့ပါရဲ့ရှင်။ဘလောက်ယူလိုက်တဲ့လူလဲနော်။လွှာရဲ့ပတိုင်မှုနဲ့ဘုံတွင်းမှာရှိတဲ့ရန်တို့ဟာအပူချိန်ကြောင့်ထပေါက်ကွဲခဲ့ပြီးထို့လိုလည်းအဲ့နေရာမှာတင်ဘုံပေါက်တည်ဆုံးခဲ့ရပါတော့တယ်။နံပါတ်3 Wine and Die အခါကတန်ရှင်းရေးလုပ်သားတူကအမိုက်ပုံအတွင်းမှာအိတ်လုံးဝိုင်ပလဲတစ်လုံးကိုရရှိခဲ့ပါတယ်အလုံနာချိန်မှာတော့ထိုလူနဲ့အဖော်တူကထိုဝိုင်ကိုဖောက်တောက်ခဲ့ကြပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲမူမမနာကိုစတင်ခန်းစားလာရပြီးအော့အန်လာကြပါတော့တယ်။စီယုံကိုပို့ခဲ့ပေမဲ့အချိန်မမီတော့ပဲတည်ဆောင်သွားခဲ့ကြပါတယ်။စစ်စစ်ချက်အရသူတို့တောက်ခဲ့တာကဝိုင်မဟုတ်ပဲအက်ဆစ်တွေဖြစ်နေခဲ့တာပါ။ဝိုင်နဲ့အက်ဆစ်ကိုမသိပဲမှားတောက်တဲ့သူရဲ့အမှားပဲလား။ဒါမှမဟုတ်အက်ဆစ်တွေကိုဝိုင်နဲ့ထည့်လူရဲ့အမှားပဲလား။ပရိသတ်တို့ရောဘလို့ထင်ကြလဲရှင်။နောက်ဆိုရင်တွေ့ကြရကိုပါစက်ထဲမထည့်ကြပါနဲ့ဦးနော်။နံပါတ်4 gasoline မိသက်သမားတွေကအမျိုးသားတဦးကိုမီးလောင်တည်ဆုံးလျက်တွေ့ရှိခဲ့ပြီးမီးလောင်ရာစက်မြစ်ကိုတော့ရှာမတွေ့ခဲ့ကြပါဘူးအဲ့ဒါနဲ့သူတို့လည်းထပ်မံစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့ထိုအမျိုးသားက၎င်းရဲ့တငယ်ချင်းစက်ပြင်ဆရာစီမှာလာနေရဲ့လို့ပါထိုမျိုးသားကတက်စီကိုအရက်တင်၍မှာရင်တောက်ခဲ့ပါတယ်တဲ့။ဒါကကိစ္စမရှိခဲ့ပေမဲ့သူ့လုံးမဲ့နောက်ထပ်အရာကတော့သူ့ကိုတေတွင်းနဲ့အရောက်ပို့လိုက်တာပါပဲ။အဲ့ဒီမျိုးသားကတက်စီတွေကိုပြန်ထွေးထုတ်ခဲ့ပြီးစိတ်လိတ်ထက်တောက်ခဲ့ပါတယ်ရှင်
ကယ်ကို3နှစ်လို့ရပါပဲနော်တက်စီကမီးလောင်လွယ်တဲ့အရာဖြစ်တာကြောင့်ထိုမျိုးသားဟာစိလိတ်မီးနီးလိုက်တာနဲ့တခါတည်းဒီကိုယ်လုံးလောင်ကျွမ်းပြကြသွားတော့တာပါပဲရှင်နံပါတ်5 To eat a goldfish 1988ခုနှစ်အိုဟိုင်းအိုပြည်နယ်မှာဖြစ်ပွားခဲ့တာပါလူငယ်တဦးကသူ့တငယ်ချင်းငါးကန်တန်ရှည်လုံးနေတာကိုကြည့်နေခဲ့ပြီးငါးတစ်ကောင်ကအခြားငါးတွေထက်ကြီးနေတာကိုသတိထားမိခဲ့ပါတယ်သူ့တငယ်ချင်းကဒီငါးကတခြားငါးတွေကိုစားတာကြောင့်အရွယ်ပိုကြီးနေတာဖြစ်ကြောင်းရှင်းပြအပြီးမှာတော့သူကအဲ့ဒီငါးကိုကောက်ယူပြီးပါဇက်ထဲထည့်လိုက်ပါတော့တယ်သူကငါးကိုမြူချဖို့ကြိုးစားခဲ့ပေမဲ့ငါးကလှုပ်ရှားနေပြီးလေပင်အတွင်းမှာပိတ်နေခဲ့ပါတယ်တငယ်ချင်းဖြစ်သူကအရေးပေါ်ဌာနကိုအမြန်ဆက်သွယ်ပေးခဲ့တော့လေထိုလူငယ်ကတော့အသက်ရှူကျပ်ပြီးသေဆုံးသွားခဲ့ရပါတော့တယ်နံပါတ်6 Jump off တခါကလူငယ်တဦးကတနိုင်ငံလုံးမှာရှိတဲ့မြစ်တွေမှာတာမင်ထိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကနိုင်ငံအနှံ့ခီးထွက်ခဲ့ပြီးမြစ်တွေမှာတာမင်ထိုးခဲ့ပါတယ်ဒါပေမဲ့တနေရာမှာတော့သူကတာမင်ထိုးဖို့အတွက်အဆောက်အဦတစ်ခုပေါ်တက်ပြီးခုန်ချခဲ့ပါတယ်ဒါပေမဲ့သူကမြစ်ရဲ့အသေးနှက်ကိုစစ်ဆေးခဲ့ပုံမပေါ်ပါဘူးဒါကြောင့်ပဲသူဟာသေဆုံးခဲ့ရပါတယ်ဘာလို့လဲဆိုတော့မြစ်ရဲ့အနက်က3ပေပဲရှိလို့ပါတယ်ဒီလိုဟာစကေးတော့ကြမ်းပေမဲ့အုံနောက်တော့မရှိတဲ့ပုံပါပဲနံပါတ်9 For the 2019ခုနှစ်မှာအမျိုးသမီး2ဦးဟာလေရင်တောင်ပန်နဲ့တိုက်မိပြီးသေဆုံးသွားခဲ့ရတယ်။ဒါဟာမဖြစ်နိုင်ဘူးလို့ထင်ပါသား။တကယ်တော့ဒီအမျိုးသမီး2ဦးက၎င်းတို့ရဲ့ social media မှာပုံတင်မှုအတွက်လေရင်ငွေတစ်ခုမှတပ်ပုံရိုက်ခဲ့ပါတယ်။လေရင်ပြေးလန်းကိုနောက်ခံထားပြီးပုံရိုက်လို့မဝသေးတာကြောင့်ကားတစ်စီးရဲ့အမိုးပေါ်တက်ပြီးတော့ထပ်မံရိုက်ကူးခဲ့ပါသေးတယ်။ကဲဆိုစွာပဲအဲ့ဒီအချိန်မှာပဲသူတို့ဟာဆင်းသက်လာတဲ့လေရင်ရဲ့တောင်ပန်နဲ့ရိုက်မိပြီးသေဆုံးသွားခဲ့ရတယ်။လေရင်ကအသေးစားလေငယ်ဖြစ်နေတာကြောင့်လည်းပါပါတယ်နော်။နံပါတ်8 One way ticket ဂျာမန်နိုင်ငံကခီးတော်အမျိုးသားတို့ဟာသူ့နိုင်ငံကိုပြန်ဖို့လက်မှတ်ဝယ်စရာပတ်စံမရှိခဲ့ပါဘူး။ဒါကြောင့်လက်မှတ်ဝယ်တဲ့စက်တစ်ခုကိုဖောက်ခွဲဖို့ကြံစည်ခဲ့ပါတယ်။သူဟာစက်ကိုတက်စီလောက်၍မိရှို့ခဲ့ပါတော့တယ်။ဒါပေမဲ့မကြာခင်မှာပဲပောက်ကွဲမှုအကြီးစားကြီးဖြစ်ခဲ့ပြီးတော့ထိုမျိုးသားရဲ့အလောင်းဟာလေအနီးမှာရှိတဲ့အိမ်ရဲ့ခြံဝင်းထဲထိလင်းဆင်ကြခဲ့ပါတော့တယ်။ထိုမျိုးသားမသိလိုက်တာကဒီလိုစက်တွေကမိရှို့ရင်ဘလောက်ထိအနေများလဲဆိုတာကိုပါပဲနံပါတ်9 Rooftop Brass 2000ခုနှစ်မှာလူငယ်ဆုံးတဲ့တွေက romantic ဆန်ဆန်ဂျယ်ရီအောက်မှာအိပ်ဖို့ဆုံးဖြတ်ကြတယ်ဒါပေမဲ့သူတို့ကတော့အုပ်ထဲကိုကန်ပေးချတာမဟုတ်ပါဘူးသူတို့တည်နေတဲ့ဟိုတယ်ရဲ့ခေါင်းမိုးပေါ်မှာအိပ်ဖို့ဆုံးဖြတ်ခဲ့တာပါသူတို့ကခေါင်းအုံတွေဆောင်နေယူပြီးခေါင်းမိုးပေါ်မှာအိပ်ခဲ့ကြပါတယ်ဒါပေမဲ့အမျိုးသားနိုးလာတဲ့အချိန်မှာတော့သူ့ရဲ့အမျိုးသမီးကလည်းမရှိတော့သလိုဂျယ်ရီလည်းရောက်လာပါတော့တယ်။ဘာလို့လဲဆိုတော့အမျိုးသမီးကအမိုးကနေအောက်ကိုလှိမ့်ကျသေဆုံးနေခဲ့လို့ပါရှင်။ရိုမန်တစ်ဆက်ဆက်ကနေကြည်ကွဲစရာလေးဖြစ်သွားခဲ့တာပေါ့နော်။နံပါတ်10 Fake out 2023ခုနှစ်မှာလူငယ်တဦးကစားတောက်ဆိုင်တစ်ဆိုင်ကိုဓမြတိုက်ခဲ့ပါတယ်။ထိုလူငယ်ကစားတောက်ဆိုင်အတွင်းရှိလူတွေရဲ့ဖုန်းနဲ့ပတ်စံတွေကိုလိုက်လံသိမ်းယူနေခဲ့ပြီးနောက်ဆုံးလူစီကိုသွားပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲထိုလူကတနက်ကိုထုတ်၍ဓမြတိုက်သူကို9ကြိမ်တီးတီးပေးခတ်ခဲ့ပါတယ်။ရဲရီရောက်လာပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဓမြတိုက်သူကတနက်အတုကိုတုံးပြီးဓမြတိုက်ခဲ့တာပါတယ်ရှင်
ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်